တနင်္သာရီတိုင်းဒေသကြီးဘိန်းမြို့နယ်အင်္ဂမော်ကြီးရွာမှာဘိတ်ပြည်သူစေယုံကြီးကအထူးကုဆရာဝန်များအဖွဲ့ကျေးရွာရောက်ကွင်းဆင်းပြီးကျေးလက်နေပြည်သူတွေကိုခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုတွေဆောင်ရွက်ပေးခဲ့ကြပါတယ်။ကျမ်းမာရေးဝန်ကြီးဌာနရဲ့ဥဆောင်မှုနဲ့ဘိတ်ပြည်သူစေယုံကြီးကစေယုံအုပ်ကြီးနဲ့အထူးကုဆရာဝန်များအဖွဲ့ဟာဇူလိုင်လ10ရက်မနေ့ပိုင်းကဘိန်းမြို့နယ်အင်္ဂမော်ကျေးရွာဖုံးတော်ကြီးကျောင်းဓမ္မယုံမှာကျေးရွာအရောက်ကွင်းဆင်းစေကုတာရေးအစီအစဉ်ကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အဆိုပါအစီအစဉ်တွင်အင်္ဂမော်ကျေးရွာနဲ့အနီးပတ်ဝန်းကျင်ကျေးရွာများမှာဒေသခံပြည်သူတွေကိုအခမဲ့ဆေးစစ်ကုသပေးခဲ့ပြီးလိုအပ်တဲ့ဆေးဝါးတွေကိုလည်းအခမဲ့ပေးအပ်ခဲ့ပါတယ်။ဘေးခရိုင်ကုသရေးဦးစီးဌာနမှပြည်သူ့စေယုံဦးကြီးဦးဆောင်တဲ့အထူးကုဆရာဝန်များအဖွဲ့ကအထွေထွေယောဂခွဲစိတ်ယောဂခလေးယောဂသွားနဲ့ခရင်ယောဂတားဖွားမိရဲ့ယောဂအယိုးယောဂအရေပြားယောဂမျက်စိယောဂနားနှာခေါင်းလေကြောင်းယောဂနဲ့ကိုယ်ခန္ဓာပြန်တဲ့တန်ဆွမ်းရေးဆိုင်ရာဝေဒနာရှင်တွေကိုစမ်းသပ်စစ်ဆေးကုသပေးခဲ့ကြပါတယ်။ဒီလိုကျေးရွာအရောက်ကွင်းစင်းဆေးကုသပေးခြင်းဟာကျေးလက်နေပြည်သူတွေကျန်းမာရေးစောင့်ရှောက်မှုကိုပုံမလက်လန်းမိစေရေးနဲ့ဆေးရုံတက်ရောက်ကုသဖို့လိုအပ်တဲ့လူနာတွေကိုအချိန်မီလွှဲပြောင်းကုသနိုင်ရေးရည်ရွယ်ပြီးဆောင်ရွက်တာဖြစ်ပါတယ်။ကွင်းစင်းဆေးကုသပေးမှုတွင်အမျိုးသား142ဦးနဲ့အမျိုးသမီး284ဦးစုစုပေါင်း415ဦးကိုစမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီထဲကမှကလေးယောဂဝေဒနာရှင်2ဦးမျက်စိဝေဒနာရှင်16ဦးနဲ့အထွေထွေယောဂဝေဒနာရှင်48ဦးကိုတော့ဆက်လက်ကုသမှုခံယူနိုင်မှုဘိတ်ပြည်သူစေယုံကြီးကိုညှို့ပို့ဆောင်ရွက်ပေးခဲ့ပါတယ်အဆိုပါကျေးရွာအရောက်ကျမ်းမာရေးစောင့်ရှောက်မှုပေးတဲ့အစီအစဉ်ကိုဘိတ်ခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနဲ့တာဝန်ရှိသူတွေကလည်းကြီးစုအားပေးခဲ့ကြပါတယ်ကျေးလက်ဒေသနေပြည်သူတွေကျမ်းမာရေးဝန်ဆောင်မှုပုံမလက်လန်းပြည်စီရေးအတွက်အခုလိုကျေးရွာအရောက်ကွင်းစင်းကုသရေးအစီအစဉ်တွေကအရေးပါတဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်တစ်ရပ်အဖြစ်ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ